ဟောဗျာဆရာရွာကိုသားထေးကြီးပါလားဟာ ဟုတ်ပါဗျာမင်းတို့ရွာမှာမိုးရွာတယ်ဆိုလို့မိုးဘလို့များတုံးလာကြည့်တာလေ မိုးကြောင်တော့မပြောနဲ့လေဗျာ ဟင်း ရွာထဲမိုးကဖားကရွန်းချေုံမရှိုံပဲ ဗျာ ဟုတ်တယ်လေရွာချတဲ့မိုးကိုလည်းကြည့်အောင်မှာပေါ့ မိုးစိုးမကြတဲ့မြေကြီးဘောက်ကမှများအောင်ပါဗျာ ဟာဟုတ်ပြီဗျို့ခမည်းတော်လှတော်သားများပြောလိုက်မှဖြင့်ဗျာ တကယ်ပြောတာဗျာ အေး အခုဆိုကျုပ်တို့လှတော့ဘွက်လက်နဲ့တနယ်လုံးလေမိုးကမြေရေကမလာလို့ပြိုးထားတဲ့စဘာခင်းကြီးကြည့်လိုက်ဦးမလားဟွာလိုက်၆လိုက်ထားဗျာတင်ငန်းနေဖြန့်ခင်းထားသလားအောင်မရတယ်ဗျာ အေးဟဲခုပုံတိုင်းကဆိုရင်ရှိတာလေးဖဲ့ဖဲ့ရောင်းလာရတာကြာရင်မရတော့ပေါက်သေးနဲ့ဖဲ့ရောင်းရမှာမသိပါဘူးခါ ဒီစက်မောင်ဘာကြီးဖြိုးကဘာကြီးဖြိုးငယ်ကအခုလိုမိုးခေါင်ကြီးရှာဖြစ်ဘူးသလားလို့ပါ ဟာခုလိုဖြစ်ဖို့ဝေးသေးတယ်ပြေးအေးကြီးရဲ့ရေဆိုတာကလဲထဲမှာစင်ထောက်လို့တော့မိတာမဟုတ်ဘူးကွာသိလား ဟာဘာကြီးဖြိုးငယ်ကလေတွေကရေတွေကဆင်ထောက်လို့တော့မမိပေမဲ့အခုခင်မှာတော့လေရင်သားဖို့တော့မှမရှိတော့ဘူးဗျာ အေးဒါကြောင့်လေဒုက္ခတုံးကစဘာပင်တွေကစင်ဝင်ရင်တော့အကောင်လိုက်ပြောက်တယ်ကွာဟာစပယ်နန်တွေကလည်းထွားလိုက်မြင်လိုက်တာကွာဟာတရားမင်းဖင်တက်ဆောင်မှာတော့ဆိုးရသေးတယ်ကွာသိလား ဒါလို့ဆိုရင်ဘာကြီးဖြိုးငယ်ကအလူတန်းတွေကပေါ်မှာပေါ်နော် ဟာအလူတန်းပေါ်တာမပြောပါနဲ့ကွာခေါင်းလောင်းကတဒုံဒုံကျေးစီတန်ကတဝေဝေနဲ့တို့ရတရားလုံးအာတော့ကမင်းကြီးလက်ထက်ရောက်နေသလားအောက်မရတယ်ဟာ